ဖျားရှိခိုးရကျိုး73ပါဖျားရှင်၌ယိုသေးခြင်းတောဝဲကျိုးနွန်ခြင်းရှိခြင်းယန္နာ3ပါး၌ယုံကြည်မှုကံကံ၏အကျိုး၌ယုံကြည်မှုတရားတရားတိုးပွားလာခြင်းအမှတ်တရကောင်းခြင်းမမေ့မလျှော့ခြင်းမယူသွနိုင်ခြင်းစိတ်ယောဂမဖြစ်နိုင်ခြင်းဉာဏ်ပညာထက်မြက်လာခြင်းဉာဏ်ထက်မြက်လာလို့စာကြက်ရလွယ်ခြင်းစာကြည့်လျင်မှတ်မိလွယ်ခြင်းကောင်းမှုတရားတွေတိုးပွားလာခြင်းနှစ်သက်ပီတိတရားဖြစ်ပွားလာခြင်းဝမ်းသာခြင်းပါမောစတိုးပွားလာခြင်းဘေးကြီးဘေးငယ်ရန်ကြီးရန်ငယ်တို့ကိုနှိမ်နင်းနိုင်ခြင်းမဟာရာဇဝင်မှာလာတဲ့မိဖုရားစောလုံးဟာဖျားကုံထုံထားသောကြောင့်မိမလောင်ခြင်းကောသလမင်းကြီးရဲ့မိဖုရားကိုမိဘုံတွင်ပြစ်ချတော့တောက်နေတဲ့မိဟာငင်းခဲ့ရသည်ဒါကြောင့်ဖျားရှင်ရဲ့ဂုဏ်တော်ဟာဘေးရန်နှိမ်နင်းနိုင်သည်အကယ်၍ဘေးရန်အနေနဲ့မလွဲမရှောင်သာကြုံဦးတော့ဘေးရန်ကိုတီးခတ်နိုင်စွမ်းရှိခြင်းမိမိကိုယ်ကိုဖျားကုံတော်နှင့်ထုံထားတော့ဖျားရှင်နှင့်အတူနေရသလိုအမှတ်ရခြင်းမိမိခန္ဓာကိုယ်ဟာစေတီအိမ်လိုဖြစ်ပြီးလူနဲ့ပြမာတို့ရဲ့ပူဇော်ခြင်းကိုခံယူထိုက်ခြင်းလွန်ကျူးအပ်တဲ့ဒုစရိုက်မှုနှင့်မရှောင်သာမကွင်းသာတွေ့ကြုံသည့်တိုင်အောင်မိမိအာယုံမှာဖျားရှင်ကိုမြင်ရသလိုဖြစ်ပြီးအဆက်ကြောက်ပေါ်လာကဒုစရိုက်ကရှောင်ရဲနိုင်ခြင်းအထက်မှတ်ဖို့နိဗ္ဗာန်ကိုမထိုးထွင်းမသိမြင်နိုင်စေကမူသေသည်ရဲ့အခြားမဲ့၌ဒုက္ခတိကိုမလားနိုင်ခြင်းသူပတိဘဝသို့လာရောက်ဖို့ရှိခြင်း